ခမရဟာပတ်စံတွေကိုဘယ်လိုဖြုံးအောင်လဲခမရမသိဘူးဖြစ်နေလားခမရမှာအချိန်တွေအများကြီးပုံနေလို့ဖုန်းလေးတာကိုအချိန်တွေအများကြီးပေးပြီးထိုင်ဆောက်ပြီးခမရကြည့်နေကြလားဒါမှမဟုတ်ခမရကခမရတငယ်ချင်းတွေရှေ့မှာ25သိန်းနဲ့ဖုန်းတစ်လုံးကိုခမရဝယ်ပြီးတော့15သိန်းနဲ့ဖုန်းတစ်လုံး specification တွေနဲ့ခမရကင်နေသလားဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တော့အေး Vivo V60 ကခမရအတွက်အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်မှာတော့လူအများယုံကြည်စိတ်ချရတဲ့ brand တစ်ခုဖြစ်တဲ့ Vivo ရဲ့နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ Vivo V60 အကြောင်းကိုကျွန်တော်ပုံမှန်လင်းကျွန်တော်ပြောပြသွားပေးမှာဖြစ်တယ်ပေါ့နော် Vivo ဆိုတာကင်မရာဘိုင်းလည်းကောင်းတယ် UI ဘိုင်းလည်းအဆင်ပြေတယ်ပေါ့နော်ပြီးလို့ရှိရင်နေ့စဉ်သုံးဖို့ယုံကြည်လို့ရတဲ့ image ကိုအချိန်ကြာကြီးတည်ဆောက်လာတဲ့ brand တစ်ခုလည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခု Vivo က Vivo V60 ကိုမြန်မာနိုင်ငံ official ဈေး25သိန်းနီးပါးနဲ့ထွက်လာတယ်ပေါ့နော်အတိအကျပြောရရင်လို့ရှိရင်တော့24သိန်း9800ကျပ်နဲ့ထွက်လာတယ်ပေါ့နော်အဲ့တော့25သိန်းကျပ်နီးပါးပေးရတယ်200ရော့ပေါ့ဗျာပေးရတဲ့ဈေးတစ်ခုမှာပေါ့နော်ဒီ Vivo V60 ကတကယ်ရော price to performance ဖြစ်ရလားဆိုတာကိုကျွန်တော်ပြောပြပေးပါစိတ်ပျက်စရာကောင်းတာတစ်ခုက Vivo V60 ကတခြားနိုင်ငံတွေမှာဆိုရောင်းပြီးသား mobile life cycle အရာဆွေးမြင့်နေတဲ့ဖုန်းတစ်လုံးဖြစ်နေပြီပေါ့နော် Vivo V70 တော့မှမကြခင်ထွက်တော့မယ်ဒီ timing တစ်ခုမှာကအဟောင်းကိုဈေးတင်ပြီးတော့မြန်မာနိုင်ငံနဲ့တွင်းလာတာမျိုးလို့ကျွန်တော်ခံစားရတယ်ပေါ့နော်ဒါပေမဲ့ဗျာခွင့်ကြတာတစ်ခုက Vivo ကကျွန်တော်တို့ရဲ့ပတ်စံတွေကိုရှေးဟောင်းပစ္စည်းစုဆောင်းရေးမှာအသုံးပြုစေချင်ပုံရတယ်ဗျဒီဇိုင်းမဲကိုကြည့်လို့ရှိရင် Vivo V60 က Vivo V50 နဲ့အလွန်မဲဒီဇိုင်းတူနေအောင်ကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော်ကင်မရာ၄ယောက်ပြီးလို့ရှိရင်သူ့ရဲ့ back design ပေါ့နော်သူ့ရဲ့ overall အားလုံးကအသစ်ထွက်တဲ့ model တစ်လုံးဆိုတာအထက်ကို Vivo V50 ကိုနည်းနည်းပြင်ထားတဲ့ version တစ်ခုလိုပဲလို့ကျွန်တော်ကမြင်ရတယ်ပေါ့နော်နာမည်ပဲအသစ်ဖြစ်ပြီးတော့ရုပ်ကြီးကတော့အဟောင်းကြီးပဲမြင်တော့ပြောမယ်ဆိုလို့ရှိရင်အခုထွက်တဲ့ Vivo V60 ကအရင်ထွက်ခဲ့တဲ့ Vivo V50 ထက်ဘာမှသိမကွာဘူးဗျာဟိုမြင်တော့ခင်ဗျားတို့ပြောမယ်ဆိုလို့ရှိရင်တော့ကလာကြီးနဲ့အရာကြီးကလာကြီးနဲ့ဘာဘူးပါဗျာဘေး quality နဲ့ hand feel လေးအနေနဲ့ပြောရတယ်ဆိုလို့ရှိရင်ကြိုင်လိုက်တဲ့အချိန်မှာဒီ Vivo မှာပုံမှန် design language က slim ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ဒါပေမဲ့ဘေးဘက်တွေက cap ဖြစ်တဲ့အနေထားကြောင့်ကြိုင်ရတဲ့အခါမှာနည်းနည်း comfortable ဖြစ်တယ်လို့တော့ခံစားရတယ်ပေါ့နော် weight ကတော့200 gram ရှိတယ်လက်ထက်ကအရန်လေးလည်းမလေးဘူးပေါ့လည်းမပေါ့ဘူးဆိုတာတော့ချက်ချင်းတမ်းပြီးသိတာလေပေါ့နော်ဖုန်း plastic bag နဲ့ plastic frame နဲ့ပြုတ်လုပ်ထားတာကတော့25သိန်းဝင်းကျင်ဆိုတဲ့ဈေးမှာရုပ်ပေါက်တယ်လို့တော့ကျွန်တော်ကမြင်မိတယ်ပေါ့နော်သူ့ရဲ့ back cover finish ကကျွန်တော်တို့လက်ရမထင်မဲ့အရန်ကို premium မဟုတ်ပေမဲ့cheap feeling လည်းရှိတော့မရှိဘူးပေါ့နော်25သိန်းပေးရတဲ့ဖုန်းတစ်လုံးမှာကမျှော်လင့်ထားတာတက်မျှော်လင့်ထားတာ premium quality ကိုမျှော်လင့်ထားတာဗျာဒါပေမဲ့ premium quality ရှိလားဆိုတော့ premium quality ကိုကျွန်တော်နည်းနည်းမှမကန်စားမိဘူးပေါ့နော်ဒီဈေးနဲ့ဒီ feeling လားလို့မေးလို့ရှိရင်တော့ဝမ်းသာသောသွားစရာအချက်တစ်ချက်မှမရှိဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ IP60 ရဲ့ IP60 နဲ့ rated ပါတယ်ဆိုပေမဲ့ဘယ်သူမှရေထဲစိတ်နာမျိုးကိုလုံလိုက်မယ်လို့ကျွန်တော်မထင်ဘူးအချော်ပဲပြောမယ်ဆိုလို့ရှိရင်တော့ product ထုတ်ရမယ်အချိန်ရောက်လို့အဖြစ်သဘောနဲ့ထုတ်ပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးခံစားရတယ်display ဘက်မှာ 6.77 inch 1080p AMOLED display 120Hz refresh rate နဲ့သူ့ရဲ့ peak brightness က9000 nitsဆိုပေမဲ့ရုပ်ထွက်ကတော့ကောင်းတယ်မှန်တယ်ပေါ့နော်ကာလာတွေမစိုးဘူးပြီးလို့ရှိရင်နေရာအောက်မှာသုံးလို့ရှိရင်လည်းတော်တော်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ Vivo V50 မှာလည်းဒါတွေကပါပြီးသားပေါ့နော်25သိန်းဆိုတဲ့ဈေးမှာ 1080p ကနေ 1.5K resolution လောက်အထိ upgrade ဖြစ်မလာတော့ကျွန်တော်တော်တော်စိတ်ပြတ်မိတယ်ပေါ့နော်အသက်ဝင်မဲ့သူအတွက်ကတော့ upgrade လို့ခေါ်ရမယ်အသက်စမ်းဘာတစ်ခုမှမရှိဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော် speaker လည်း bass အတန်သိပ်မကောင်းဘူးဒီကလည်းအရန်မထွက်ဘူးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်25သိန်းနဲ့ဖုန်းတစ်လုံးရဲ့ speaker quality က thermal mirror speaker ဖုန်းတစ်လုံးအဆင့်ပဲရှိလို့ကျွန်တော်မြင်တယ်ပေါ့နော်fingerprint ရလဲဗျာရက်ဆက်လိုက်တာ optical sensor ကြီးရလားဗျာ Samsung နဲ့တခြား brand တွေက ultrasonic fingerprint ကိုစက္ကန့်ပိုင်းအတွင်းလက်ရည်ဆိုနေလို့ရှိရင်တောင်မှပွင့်နေတဲ့အချိန်မှာ Vivo V60 ကတော့2018ခုနှစ်က optical နည်းပညာကိုပဲသုံးထားတာကိုတော့စိတ်မကောင်းဖြစ်ဖွယ်ရာမြင်ရတယ်ပေါ့နော် performance ဘိုင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ Vivo V60 က Snapdragon 7 Gen 4ကိုသုံးထားတယ်ပေါ့နော်အရင်ကထွက်ခဲ့တဲ့ Vivo V50 တက်ပို့ပြီးတော့သူက upgrade လေးတော့သူကနည်းနည်းလေးပုံမြင့်ပေးတာလေပေါ့နော်ဒီ performance က daily usage သမားတွေအတွက်အဆင်ပြေတယ် game ကို normal လောက်ဆော့မဲ့သူတွေအဆင်ပြေတယ်ဒါပေမဲ့ game ကို graphic အမြင့်ကြီးနဲ့ဆော့မယ် heavy game တွေဆော့မယ်ဆိုလို့ရှိရင်တော့အဆင်ပြေမယ်မထင်ဘူးပေါ့နော်25သိန်းပေးရတဲ့ဖုန်းတစ်လုံးမှာပေါ့နော်ဒီ chipset ကိုသုံးတာတော့တော်တော်ကိုရုပ်ပေါက်တယ်လို့ထင်တယ် gaming performance အနေနဲ့လည်း flagship level ဆိုတာမှန်းအောင်မှန်းမနေတယ်ဒါတွေတက်ပို့ပြီးဆိုတာက storage တိုက်ပြဒီဖုန်းမှာ UFS 2.2 ကိုပဲသူကသုံးပေးထားတာပေါ့နော် UFS 2.2 ဆိုတာဖုန်းလောကမှာ UFS 2.2 ဆိုတာ2022လောက်မှာ budget ဖုန်းတွေမှာသုံးထားခဲ့တဲ့ storage type ပေါ့နော်ဒါပေမဲ့25သိန်းတောင်းထားပြီးတော့သုံးထားတဲ့ storage ကခင်ဗျားတို့ထင်သာမြင်သာအောင်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ပြိုင်ကားတစ်ကြီးတဲ့ကိုထော်လာကြီး engine ထည့်ပေးထားသလိုဖြစ်နေတယ်ပေါ့နော်25သိန်းနဲ့ဖုန်းတစ်လုံးမှာ UFS 2.2 သုံးထားပေးတယ်ဆိုတာကတော့သုံးဆွဲသူတွေကိုမလေးမစားရလှောင်ပြောင်နေသလိုဖြစ်နေတယ်ပေါ့နော် UFS 2.2 ဆိုလို့ရှိရင် app ဝင်ထွက်တယ်နေမယ် background app တွေ
တွေမှာများလာတဲ့အခါကျလို့ရှိရင်နေ့စဉ်သုံးလို့ရှိရင်သေချာပေါက်တစ်ဖြည်းဖြည်းနဲ့နှေးလာလိမ့်မယ်ပေါ့နော်ဒါကြောင့် Android 15ပေးထားပေမဲ့ CPU storage တိုက်ရဲ့အားနည်းချက်ကြောင့်သူ့ရဲ့ UI movement တွေကပို့ပြီးမြန်လာမဲ့အကျိုးကျေးဇူးတွေကိုတော့ခင်ဗျားတို့လုံးဝခံစားရမှာမဟုတ်ဘူးဘက်ထရီက6500 mAh ဆိုတော့တော်တော်လေးအားခံတယ်ဖုန်းပဲ normal use မှာဆိုလို့ရှိရင်တော့2ရက်လောက်ကိုကောင်းကောင်းမွန်မွန်သုံးလို့ရတယ်ပေါ့နော်ဒါကလည်းဘာကြောင့်လဲဆိုတော့ performance အရင်မမြင်တာကြောင့် battery consumption ဘက်မှာအများကြီးမများသွားတဲ့သဘောလေးဖြစ်နေပါတော့90 watt fast charger ပါတယ်ဆိုပေမဲ့လို့ဒီဈေးတက်မှာတော့ထူးခြားမှုမရှိဘူးပေါ့နော်ဒါပေမဲ့0 to 100ကိုတော့45မိနစ်လောက်ကြာတယ်ပေါ့နော်reverse charging နဲ့ bypass charging တွေလည်းသူကပါဝင်ပါသေးတယ် main camera 50 megapixel နဲ့50 megapixel telephoto periscope 3x optical zoom ပါဝင်တယ်ပေါ့နော်ဒီလိုက်မှာဒီကောင်းတယ်ကာလာမှန်တယ်သဘောကျဖို့ကောင်းတယ်လိုးလိုက်မှာတော့ mid range phone quality လောက်ပဲပေါ့နော် Vivo V50 နဲ့ရှင်လိုက်လို့ရှိရင်အထင်ကြီးစရာ factor တော့မရှိဘူးပေါ့နော် Vivo V50 တော့ကultra wide ကို50 megapixel သုံးခဲ့ပြီးတော့ Vivo V60 မှာ8 megapixel ဖြစ်သွားတာတော့ရှေ့တိုးတာမဟုတ်ဘဲနဲ့နောက်ပြန်ဆုတ်လိုက်တဲ့သဘောပေါ့နော် telephoto camera ဘက်ကိုပြောမယ်ဆိုလို့ရှိရင်တော့ 2x 3x 10x ကတော့တော်တော်မိုက်တယ်ပေါ့နော်ပြောမယ်ဆိုရင် DJ ကြီးလည်းတိကျတဲ့ color တွေလည်းတော်တော်အဆင်ပြေတယ်ပေါ့နော် 10x ကိုကြော်မယ်ဆိုလို့ရှိရင်တော့optical zoom မဟုတ်တော့ဘဲနဲ့ digital zoom ဖြစ်သွားမယ် digital zoom ဖြစ်သွားတာကြောင့် color လေးတွေကျလာမယ် color လေးတွေမွဲလာမယ်ဒါတော့အပြစ်ပြောစရာတော့အပိုင်းတော့တိတ်တော့မရှိဘူးပေါ့နော်သူက50 megapixel selfie က Vivo 50နဲ့တော့အတူတူပဲဒါပေမဲ့ selfie camera ကတကယ်ကိုကောင်းပါတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင် color ဘိုင်းတွေလည်းတိကျတဲ့ detail တွေလည်းကောင်းတယ်တော်တော်လေးဆိုမှတော်တော်လေးအဆင်ပြေတာကိုကျွန်တော်တို့ကတွေ့ရှိရတယ်ပေါ့နော်ကင်မရာကိုအဓိကထားတဲ့ဖုန်းဖြစ်လို့ AI feature လို့ပြောကြတယ် AI 4 season mode ပါတယ်ပေါ့နော် effect ကတော့တစ်မျိုးပြီးတစ်မျိုးပုံပြောင်းပြီးတော့တဘာဝကတော့အရင်ကြီးတော့ကြားတယ်လို့တော့မဟုတ်ဘူးဒါပေမဲ့လှတော့လှပါတယ်တဘာဝကြတဲ့ပုံကိုလိုချင်လို့ရှိရင်တော့ခင်ဗျဒီဖုန်းတော့လိုမနေဘူးဂျမနိုင်းမှာနာနိုဘနာနာနဲ့ပြင်လို့ရှင်တော့တီးချက်ပို့ပြီးတော့တဘာဝကြတယ်ပေါ့နော်ဒါပေမဲ့ TikTok နဲ့ selfie ရိုက်ဖို့အတွက်ကတော့ကြည့်ကောင်းပါတယ်ပေါ့နော်အဆင်ပြေပါတယ်တခြားနိုင်ငံတွေမှာ model outdating ဖြစ်နေတဲ့ဖုန်းကိုအခုမှမြန်မာပြည်ကိုရောင်းတာကတော့သုံးဆွဲသူတွေအပေါ်မှာမလေးစားရရောက်တယ်လို့ကျွန်တော်ကမြင်နေပေါ့နော် Vivo V60 ကဘယ်လိုလူတွေသုံးမလဲဆိုလို့ရှိရင် game လည်းအရင်မစော့ဘူး social media ပြီးလို့ရှိရင် selfie တို့ video call တို့သုံးမယ် Vivo UI ကိုအရင်ကြိုက်တဲ့ Vivo fan တွေသုံးချင်တော့သုံးလို့ရတယ်ပေါ့နော်။ဒါပေမဲ့အကြံပေးမယ်ဗျာတကယ်လို့ခင်ဗျာ Vivo ကိုတိတ်လို့မတက်ချစ်တယ်ချစ်မြတ်နိုးတယ်ဆိုလို့ရှိရင် Vivo 60 ကိုမြန်မာ official ဈေး25သိန်းနဲ့ဝယ်မယ်စားဒီပတ်စံကို Vivo 8 series flagship ဖုန်းတွေကိုဝယ်ရတာမှာခင်ဗျားကပို့ပြီးတော့လူရဝင်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။တကယ်လည်းခင်ဗျားတို့စဉ်းစားကြည့်ဗျာခင်ဗျားတို့25သိန်းသုံးဖို့တော့မှာပဲခင်ဗျားတို့စံနာရှိနေပြီဆိုလို့ရှိရင် Vivo V60 တက်အများကြီးကင်မရာပိုကောင်းတဲ့ Vivo H200 Pro ကိုခင်ဗျားတို့ဝယ်လိုက်ရင်ခင်ဗျားတို့ပို့ပြီးတော့အကျိုးလည်းရှိမယ်ပို့ပြီးကောင်းမယ်လို့ကျွန်တော်ကမြင်တယ်အဆုံးသတ်နေတယ်ခင်ဗျားတို့ပြောချင်တာက Vivo V60 ကို24သိန်း9,800နဲ့ဝယ်ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်အကြံမပြုလို့ဘူးပေါ့နော် Vivo V60 က upgrade တစ်ခုမဟုတ်ပဲနဲ့ Vivo V50 ကို rebrand နေတယ်ပြန်လုပ်ပြီးတော့ဈေးတင်ရောင်းလာတဲ့ပစ္စည်းတစ်ခုပဲလို့ကျွန်တော်မြင်နေပေါ့နော်မဖြစ်မနေ Vivo fan ဖြစ်လို့ခင်ဗျားတို့က Vivo V60 ကိုဝယ်မယ်ဆိုလို့ရှိရင်တော့ပါပဲဒါပေမဲ့ခဏလေးစောင့်လိုက်မကြခင်ထွက်လာတော့မယ် Vivo V70 ထွက်လာတော့မယ်ပေါ့နော်အဲ့ဒီ V70 ကိုစောင့်ပြီးဝယ်လိုက်တာမှအများကြီးပိုကောင်းမယ်လို့ကျွန်တော်အကြံပြုရင်းနဲ့ touch environment ကိုညဉ့်ညံ့မှာအားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်